ကျွန်တော် UFC လန်ဒန်ပွဲကတော့ပြီးသွားပြီပေါ့နော်ခေါင်းပွဲအနေနဲ့ထိုးတဲ့ဒီ featherweight တန် number 1နဲ့ number 3တို့ရဲ့ Evo နဲ့ကျွန်တော်မာဖီတို့ရဲ့ပွဲပေါ့နော်နှစ်ယောက်လုံးကကျွန်တော်ဒီရှုံးပွဲမရှိ fighter တွေဆိုတော့ဒါပွဲကတော်တော်လေးကိုကြီးကောင်းခဲ့တာပေါ့ဗျာနော်ဒါပေမဲ့ဒီပထမတော့ဒီပထမအချီအစမှာပေါ့ပထမတစ်ချီနှစ်ချီမှာAsian fighter ဖြစ်တဲ့မာဖီနိုင်ပြီလို့ကျွန်တော်တို့ကထင်ထားခဲ့တာပေါ့ဗျာဒါပေမဲ့မာဖီနိုင်ပြီလို့ကျွန်တော်ထင်ထားခဲ့တာဒါပေမဲ့ပွဲရဲ့အလှည့်အပြောင်းကဖြစ်သွားတယ်ဗျာနော်ပွဲအလှည့်အပြောင်းကတော့ဒီတတိယအချီမှာထိလိုက်တဲ့ဒီ Evo ရဲ့ဒီညာဝိုင်းလက်တီပေါ့နော် Evo ရဲ့ညာဝိုင်းလက်တီကတော်တော်ပြင်းထန်တယ်ဗျတော်တော်ပြင်းထန်တဲ့အတွက်ဒီမာဖီအနေနဲ့တော်တော်လေးကိုပေါ့နော်ဒီကစားအားကိုတိတိတသာကိုကျသွားတယ်မျက်ခုံးလဲကွဲသွားတယ်ပေါ့နော်အဲ့ဒီဥစ္စာကပွဲရဲ့အလှည့်အပြောင်းဖြစ်သွားတယ်လို့ကျွန်တော်ကတော့မြင်တယ်ပရမချီစပြီဆိုတာနဲ့ဒီ Ancient Fighter မာဖီအနေနဲ့ကသူ့ရဲ့risk ကောင်းတာကိုသူက risk သူ့အနေနဲ့ကောင်းတဲ့တာတဲ့အချက်ကိုယူပြီးတော့ဒီလုံးဝဒီ Evo attacking လောက်လာမဲ့ဟာကိုသူ့အနေနဲ့ race တစ်ခုအကွာဝေးကနေကိုယူပြီးတော့ကိုတေးချကိုဝင်လာတဲ့ Evo ရဲ့တိုက်စစ်တွေကိုကောင်းကောင်းကိုကောင်းတာ attack လုပ်နိုင်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့တတိယချီမှာကျွန်တော်တို့ဒီဝင်တဲ့အမှားကနေပြီးတော့ပေါ့နော်ဒီဝင်လိုက်တဲ့အမှားကနေပြီးတော့ attacking လုပ်လိုက်တဲ့အမှားတစ်ခုကနေပြီးတော့ဒီ Evo ရဲ့ counter ညာလက်တီ counter ညာဝိုင်းလက်တီထိသွားတဲ့ဟာကပွဲရဲ့အဖြေအလှည့်ပြောင်းဖြစ်သွားတယ်ဗျာနော်နှစ်ယောက်လုံးကဒီ undefeated fighter တွေဖြစ်တဲ့အတွက်လုံးဝကိုသူတို့အမှားမခံမဲနဲ့ထိုးသွားတယ်ဒါပေမဲ့အဲ့ဒီလက်တီထိပြီးသွားတဲ့အချိန်မှာတော့ဒီမာဖီအနေနဲ့ကဒီကျွန်တော်တက်လုံလဲကြာသွားတယ်ပွဲပေါ်မှာလဲဒီသူ့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဥဆောင်နေရတဲ့ဒီလက်တီကြဲကြောင်တော်တော်လေးဖြုံသွားတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျာเนาะပထမကဒီရဲဝန်းဒီ defense ပြန်လုံးနေတာကနေလုံးဝဒီ Evo ရဲ့ဒီ attacking တွေကိုသူ့အနေနဲ့လုံးဝကိုမကာကွယ်နိုင်ပဲတဲ့ဒီဒုတိယချီတတိယချီနဲ့စတုထတတိယချီစတုထချီနဲ့ပြင်စမအချီတင်မှာတော့Evo ရဲ့ဥဆောင်ခြင်းကိုခံလိုက်ရတဲ့အတွက်သူ့အနေနဲ့အမှတ်နဲ့အရှုံးပေးလိုက်ရတာပေါ့เนาะဒါအလဲထိုးပြီးတော့ဒီအလဲထိုးပြီးတော့ချုပ်ကွက်နဲ့မခံရတာတော့တော်တော်လေးကန်ကောင်းတယ်လို့ပြောရမယ်ဗျနောက်ပိုင်းအချီတင်မှာတော့ Evo ကပွဲကိုတစ်ပွဲလုံးဥဆောင်သွားပြီးတော့အနိုင်ရရှိသွားတယ်ပေါ့ဗျာเนาะနောက်ပြီးကြတော့ဒီပွဲမှာဒီ featherweight တန်းရဲ့ဒါ champion ကပတ်လူးခွင့်လဲသူရသွားတယ်ဆိုတော့ Volkanovski ကိုလည်းစိန်ခေါ်သွားတယ်ဆိုတော့ဒါ Evo အနေနဲ့ကဒါ featherweight တန်းမှာတကယ် champion ဖြစ်နိုင်တဲ့ကစားသမားတစ်ယောက်ဆိုတော့ကျွန်တော်တို့ Volkanovski နဲ့ပွဲကိုဆက်လက်စောင့်ကြည့်ရမှာပေါ့ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကိုစီပါဗျ